Media Channel ရုပ်သံလိုင်းနဲ့ပြုံး Play Sport YouTube Channel ကနေထိုင်ရကြည့်ရှုနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါများဒီနေ့မေလ9ရက်နေ့မြန်မာစံတော်ချိန်ညနေ4:00နာရီအချိန်မှာတော့ရန်ကုန်မြို့ YUSC Stadium မှာတော့ MNL League 2025ရဲ့အုပ်စုအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒဂုံ Star United အသင်းနဲ့ရာမြ United အသင်းတို့ရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်ထပ်ပြီးတော့မှာပေးလာပြန်ပြီအေရီယာမှာပဲလိုက်နေတယ် baby ကိုဘီများမမျော်လင့်တဲ့အနေအထားတစ်ခုကနေရာမြအသင်းရဲ့တိုက်စစ်ပိုင်းမှာပွဲထွက်ပေါဝင်လာခဲ့တဲ့လွင်မျိုးအောင်ကိုသမားနဲ့တူးချင်းရင်ဆိုင်တွေ့ရတဲ့အနေအထားတစ်ခုမှာအကောင်းမွန်ဆုံးပိတ်သွင်းယူပြီးတော့ဒီနေ့ပွဲစဉ်ရဲ့အဖွင့်ခိုးကိုတော့စပြီးတော့ရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်မမျော်လင့်ပဲရလာတဲ့အခွင့်အရေးတစ်ရပ်ကိုလင်မျိုးအောင်အကောင်းမွန်ဆုံးပြေးထွက်ပြီးတော့အလှပဆုံးအဆုံးသတ်ခဲ့တာဖြစ်ပါတယ်ကွင်းလေကမိုင်းကျော်ရဲ့အကောင်းမွန်ဆုံးဖန်တီးပေးဖို့မှုကနေအေရီယာထဲမှာလင်မျိုးအောင်ရဲ့အဆုံးသတ်ကတော့တကယ်ကိုတည်သက်ပြီးတော့ကောင်းမွန်ခဲ့တာဖြစ်ပါတယ်ဒီချိန်မှာတော့ပွဲစပိုင်းမှာအထာနှင်းနေတဲ့ဒဂုံစတာအသင်းပြိုင်မဲ့အသင်းကိုတော့ဥဆောင်ကိုစပြီးတော့ခွင့်ပြုပေးခဲ့ရပြီဖြစ်ပါတယ်စောနိုင်အေရီယာဝင်လာပြီရမရပဲဝင်လေလှမ်းကန်ပြီအောင်မြင့်မြတ်ပုတ်ထုတ်ထားရဗျာရမရတင်မဲကိုဘီများဒီချိန်မှာတော့ပြည်တံဘောကနေတိုက်ရိုက်လလပပအဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာပြည်တံဘောတွေကိုတောက်လျှောက်မြေတူရဲ့အနေထားတစ်ခုကတော့ဇော်ဝင်းမောင်ရဲ့ပြည်တံဘောကန်ချက်အကောင်းမွန်ခဲ့ပြီးတော့ကိုသမားအောင်မြင့်မြတ်ရဲ့အနေငယ်ပေါ်စားတဲ့အနေထားတစ်ခုမှာရမညာသင်းနောက်ထပ်သွင်းကိုတစ်ခုကိုရရှိသွားခဲ့တာဖြစ်ပါတယ်မိုးဆွေးဒဂုံစတာပဲရလာသေးတယ်မိုးဆွေးဆိုလမန်နဲ့ပြန်ထွေးလာတယ်ဆိုလမန်တာပဲမှားပေးပြီဒီချိန်မှာလည်းရမညာသင်းရဲ့ခံစစ်ကိုမကြုံဘူးများဒဂုံစတာရလာသေးအလေကိုဖြတ်ချိုးပေးပြီရန်ကျော်ထွေးအေရီယာထဲမှာပဲမိုးဆွေးကန်ပြီဒီချိန်မှာလည်းကိုသမားထူးကျော်ကာဝယ်ထားနိုင်ခဲ့တယ်များချိန်မှာတော့ဇာနီထက်ရှင်းထုတ်ထားခဲ့တာဖြစ်ပါတယ်ရှီကိုမှာပေးလာပြီဆိုလမန်ခေါင်းတက်ပြီးပြန်ချပေးတယ်ရှင်မတော့ပြန်တွဲမဲ့ကစားသမားတွေအစင်သစ်နေထားမှရှိမနေခဲ့တာဖြစ်ပါတယ်မိုးဆွေးအလေပေးလာပြီရန်ကျော်ထွေးရှီကိုပေးလာပြီစွမ်းထက်လူလူချွတ်ပဲပေးပြီနောက်ထပ်အခွင့်အရေးကောင်းတစ်ခုဒဂုံစတာအသင်းရခဲ့တာဖြစ်ပါတယ်ရန်နိုင်ဦးနဲ့ပြန်တွဲလာတယ်ရန်နိုင်ဦးရှီကိုမျောထိုးပေးလိုက်ပြီအသင်းကောင်းဆိုလမန်လူမကြုံမြတ်တောက်ချဆွဲတက်သွားပြီမြတ်3ယောက်1ယောက်ဗျာပေးပြီဒီအချိန်မှာလဲဒဂုံစတာအသင်းသွင်းကိုရှာဖွေခန့်နိုင်ခြင်းမရှိဘူးများပြိုင်ဘက်ကိုသမား1ယောက်နဲ့တိုက်စစ်ကစားသမား3ယောက်ရင်ဆိုင်တွေ့တဲ့အနေအထားတစ်ခုမှာတေချာပေါက်သွင်းကိုတစ်ခုရရှိအောင်စွမ်းဆောင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်ပြိုင်ဘက်အသင်းရဲ့လူကျွန်းဘောထောင်ချောင်းကိုဖောက်ထွက်ပြီးတော့ဆန်လမန်ရဲ့ဖန်တီးပေးဖို့မှုကနေဒီချိန်မှာတော့ဇာနီယာသူရဲ့အဆုံးသက်ချက်ကတော့ကိုသမားထူးကျော်စီပဲရောက်ရှိသွားခဲ့ပြီးတော့ခြေပါကိုရမဲ့တေချာပေါက်အခွင့်အရေးတစ်ခုကိုတော့လက်လွတ်ခဲ့ရတာလည်းဖြစ်ပါတယ်ဒီချိန်မှာလည်းမိုးဆွေရဲ့ဖေးဖို့မှုကလိုရအောင်မရောက်ခဲ့ပဲနဲ့ပြိုင်ဘက်အသင်းကစားသမားတွေစီပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်ထူကျော်ရှုပ်ပေးပြီးလူပေးမှားတယ်မိုးဆွေရှုပ်ပေးပြီးရန်ကျော်ထွေးလူလူချွတ်ပဲပေးပြီးကိုဘီများအစောပိုင်းမှာတောက်လျှောက်လွဲနေတဲ့ဒဂုံစတာသင်းရဲ့တိုက်စစ်ဒီချိန်မှာတော့သွင်းကိုတကိုပြန်ပြီးတော့ရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပြိုင်မဲ့ကိုသမားထူးကျော်ရဲ့လူပေးမှားမှုကိုအခွင့်ကောင်းယူပြီးတော့မိုးဆွေရဲ့ဖန်တီးပေးဖို့မှုကနေအေရီယာထဲမှာရန်ကျော်ထွေးအပိုင်အဆုံးသတ်ပြီးတော့ဒဂုံစတာသင်းအတွက်အခြေပါဦးတကိုတော့စပြီးတော့ရှာဖွေသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဒါကြောင့်လက်ရှိချိန်မှာတော့ဒဂုံစတာသင်းကတကိုရမညာသင်းက2ဂိုးနဲ့ပွဲကိုတော့အကောင်းဆုံးဆက်ပြီးတော့ရှင်ပြိုင်ကစားသွားဖို့တော့ရှိနေခဲ့တာဖြစ်ပါတယ်
ပြိုင်ပွဲကိုသမားရဲ့အနေငယ်ပေါ်ရော်တဲ့ဖေးဖို့မှုကနေရလာတဲ့အခွင့်အရေးတစ်ရပ်ကိုရန်ကျော်ထွေးအကောင်းဆုံးအသုံးချခဲ့တာဖြစ်ပါတယ်လယ်မရှိနဲ့မိုးဆွေနဲ့ပြန်ထွေးလာပြီတကုံစတာပဲရှုပ်ပေးရမီတောက်လျှောက်ဆွဲတက်သွားပြီဇာနေရသူပဲအေးရတယ်မှာပဲလူလူချွတ်ချွတ်ပဲဇာနေသူပေးပြီကိုဘီညာအစောပိုင်းမှာတေချာပေါအခွင့်အရေးတစ်ရပ်ကိုလွဲချော်ခဲ့တဲ့ဇာနေရသူဒီချိန်မှာတော့သူရဲ့အဆုံးသက်ချက်ကကောင်းမွန်သေးသက်ခဲ့ပြီးတော့ဒဂုံစတာတင်လိုအပ်နေတဲ့နောက်ထပ်အခြေပါကိုတစ်ခုကိုတော့ထပ်ပြီးတော့ရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပြိုင်မသိရဲ့လူကြုံမောထောင်ချောက်ကိုဖောက်ထွက်ပြီးတော့ဇာနေရသူကောင်းမွန်ဆုံးပြေးထွက်သွားပြီးတော့ကိုသမားရဲ့ညာဘက်ဂိုးထောင်ကိုအပိုင်နိုင်ဆုံးကန်သွင်းယူခဲ့တာဖြစ်ပါတယ်ဒါကြောင့်လက်ရှိချိန်မှာတော့ဒဂုံစတာတင်လိုအပ်နေတဲ့အခြေပါကို2ဂိုးလုံးကိုတော့ပြန်ပြီးတော့ရှာဖွေနိုင်ခဲ့ပြီဖြစ်ပါတယ်အစောပိုင်းမှာအထာနှင်းနေခဲ့တဲ့ဒဂုံစတာတင်လက်ရှိချိန်မှာတော့တွင်ကို2ဂိုးနဲ့အတူပွဲကိုတော့အကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့ပြီဖြစ်ပါတယ်လယ်မရှိနဲ့ရန်နိုင်ဦးနဲ့ပြန်ထွေးတော့ရန်နိုင်ဦးဒဂုံစတာပဲရှေ့မှာပေးလာပြီဆိုလမန်ပြေးထွက်သွားပြီများဆိုလမန်ပဲလှပ်ပေးပြီပထမပိုင်းမှာအနေငယ်အထအနေခဲ့တဲ့ဒဂုံစတာအသင်းဒုတိယပိုင်းမှာဘယ်လိုပုံစံနဲ့ပြန်လာမလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်ရန်နိုင်ဦးတောင်ကပေါ်မှာပေးလာပြီအဲ့တော့ကြားနေခေါင်းတက်ပြီကိုသမားထူးကျော်ပုတ်ထုတ်ထားရမြဒီနေ့ဒုတိယပိုင်းပြန်စရတဲ့သူတို့ရဲ့တိုက်စစ်ပိုင်းကိုတော့အရှိန်မြင့်လာခဲ့တာဖြစ်ပါတယ်ဒီချိန်မှာအဲ့တော့ဖြတ်ပြုတ်ပြီးခေါင်းတက်ပြီဒီချိန်မှာလဲစွမ်းထက်ရဲ့ခေါင်းတစ်ချက်တွင်ကိုရရှိဖို့တော့နှီးစက်ခဲ့တာဖြစ်ပါတယ်စွမ်းထက်ပဲအေးကြတော့မာပြီးလာပြီခေါင်းတိုက်ပြီဒီချိန်မှာလဲစွမ်းထက်ရဲ့ဖေးဖို့မှုကနေအသင်းကောင်းဆောင်ဆွဲလမန်ပြိုင်မသိရဲ့ပန်ရီအေးရထဲမှာအကောင်းဆုံးခေါင်းတိုက်အဆုံးသက်ခွင့်ရခဲ့တာဖြစ်ပါတယ်ရာလာသေးမြဇာနီထက်ပဲရှုပ်ပေးလာပြီရန်ကျော်ထွေးရန်နိုင်ဦးရန်ကျော်ထွေးပြေးလဲလို့ပြန်ထည့်ပြီးလာပြီအေးရဝင်လာပြီရန်ကျော်ထွေးရှုပ်မှာပဲပြီချိန်မှာတော့ရန်ကျော်ထွေးရဲ့ဖေးဖို့မှုရွှေအောင်မရောက်ခဲ့ပဲနဲ့ကိုသမားထူးကျော်စီပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်ဇော်ရထွန်းအောင်တီရောက်ပေးလာတယ်အောင်တီဟာအလဲဆွဲဝင်လာပြီရန်နိုင်ဦးနဲ့တွဲလာတယ်ရန်နိုင်ဦးချက်လှည့်လာပြီရလာသေးမြတ်တကုံစတာပဲဇာနီထက်အလဲဖြတ်ချိုးပေးပြီပေးပြီဒီချိန်မှာတော့ရမညာသင်းရဲ့ခံစစ်ကပဲဦးထားခဲ့တာဖြစ်ပါတယ်ချိန်မှာလဲဇာနီထက်ရဲ့အကောင်းဆုံးဖြတ်ချိုးပေးမှုကိုလူစားဝင်ခံစစ်ကစားသမားစိုးသူတွေအနာခံပြီးတော့ရှင်းထုတ်ထားခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီချိန်ဒဂုံစတာသင်းရဲ့ထိုးပေါက်မှုကလည်းထောက်ကန်ပေါ်နဲ့ပဲကျင်တတ်ခဲ့ရတာဖြစ်ပါတယ်ရန်နိုင်ဦးရဲ့ပြေးဖို့မှုကနေဇာနီထက်အေးရရောဖြတ်ချိုးပေးခဲ့ပေမဲ့လည်းဒီချိန်မှာတော့စိုးသူတွေဦးထားခဲ့တာဖြစ်ပါတယ်ရန်နိုင်ဦးအောင်တီဟာနဲ့ပြန်တွဲလာတယ်အောင်တီဟာချက်လှည့်လာပြီးရာလာသေးမမောင်ဝင်းနဲ့ပြန်တွဲတယ်ကျွန်တော်စီခံတင်ဆက်နေတဲ့အချိန်တွင်းမှာပဲဒဂုံစတာယူနိုက်တက်အသင်းနဲ့ရာမညာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ပွဲပြီးဆုံးချိန်မှာတော့တစ်ဖက်2ဂိုးစီဆိုတဲ့တေးရလက်ထွက်ပေါ်ခဲ့ပြီးတော့ဒဂုံစတာအသင်းကတော့နှစ်ပွဲရှင်းပြန်ကစားပြီးချိန်မှာရမတ်4မှတ်နဲ့အတူအုပ်စုရဲ့အဆင့်1နေရာမှာဆက်လက်ရပ်တည်နေပြီးတော့ရာမညာအသင်းကတော့နှစ်ပွဲရှင်းပြန်ကစားပြီးချိန်မှာရမတ်1မှတ်နဲ့အုပ်စုတွင်အမှတ်အုပ်စုတွင်မှာတော့အဆင့်4နေရာမှာရပ်တည်နေခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကိုကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ